ညဘလောက်ပဲသွားတိုက်ပြီးတော့အိမ်မနဲ့ကြရင်ပြန်နေနေတဲ့အဲ့လိုမပြောဘလို့တိုက်မလဲရေအရင်ကောင်းတဲ့ကိုရီးယားသွားတိုက်စီတစ်ခုကြောင်းကုန်ကန်ဒီမှာပြောပြဒီနေ့ကဆိုင်ထိုင်ပြီးလို့အနက်ရတာပြင်းတာစားခဲ့မိရပေါ့နော်ဥပမာပြရနော်ဆိုင်3ဆိုင်လုံးမသွားပါဘူးအဲ့လိုဟာရဆဆပြီးချင်းကိုအနက်ထွက်တတ်တယ်အင်ရတာနဲ့အင်ကြီးပြေးလဲပြီးဘာလို့လဲဆိုသွားလာတိုက်တာသွားတိုက်စီ brand ကကျတော့တန်တယ်လို့ပေါ့နော် line ပေါ်မှာလည်းအရန်နာမည်ကြီးနေတာဘာလို့နာမည်ကြီးလဲဆိုတော့လည်း cost တီးပါအဖြူလေးကကျတော့ white နဲ့ပေါ့နော် cost က brace နဲ့ဆိုတော့ white နဲ့မသုံး brace မလေးရသွားတိုက်တယ်ပေါ့နော်အလဲချင်းချင်းလေး white နဲ့သုံးလိုက်မယ်ဆိုရင် brace သုံးနေရပဲကွက်ဝါပြီးတော့ကျန်တဲ့နေရာဖြူသွားမှာပေါ့နော်အကြောင်းမသုံးရတာပါအဲ့ဒီ white နဲ့လည်းတကယ်ဖြူရလို့နာမည်ကြီးနေတာသိလား cost ကဒီ fresh breath လေးသုံးနေရသူ့အချုံပြောရမယ်ဆိုတော့တကယ်ကောင်းပါတယ်ဘူးတောင်တစ်ဝိုက်ကျိုးပြီးကုန်တော့တချို့ကြောင်သွားတိုက်စီနဲ့တိုက်တဲ့နေ့ဆိုလို့ရှိရင်အရန်သိတာတယ်ညဘက်တိုက်ပြီးအဲ့လိုရှိရင်မနေ့ကျရင်နန်းနေဒါလေးတော်မစိုးလုံးဝပြန်မနန်းဘူးမနေ့ကျရင်တော့မတိုက်ခင်လဲ floss ကိုတေချာလုပ်ပေးရတော့တိုက်လဲအနည်းဆုံး3မိနစ်လောက်တော့တိုက်ပြီးပြီးတော့အဓိကတော့တိုက်ပြီးရအောင်ဗဇက်ကနန်းနေသေးရဲ့ဆိုတာရှာနောက်ဘက်ကိုတေချာတန့်ရှင်းမလားအဲ့လိုရှာနောက်ဘက်တွေတိုက်ပြီးထွက်သမျှချွဲတွေအကုန်ထုတ်ပြလိုက်လို့ရှိရင်လုံးဝမနန်းဈေးကလည်းမများဘူးနော်ပုံမှန်သွားတိုက်စီလေးပါပဲကျမသွားလေးရတော့သွားနှုတ်ရမှာမနှုတ်ရသေးတော့တကြေးလေးတော့ဖြစ်နေတော့မယ်သွားနှုတ်ပြီးမှပြန်ဆွဲရမှာပေါ့နော်ကျေးဇူးပါ